နောက်နေ့ဗီဒီယိုတင်ဖို့ content idea တွေခန်းဆောင်နေပြီလားကိုယ့်လုပ်ငန်းမှာဘာ content တင်လို့တင်ရမှန်းမသိတဲ့ပြဿနာကိုကြုံနေရတာခင်ဗျားတယောက်တည်းမဟုတ်ပါဘူး research တွေအရဆိုရင်လုပ်ငန်းအများစုက content ဖန်တီးတဲ့နေရာထက် content လုပ်ဖို့ထိုင်စဉ်းစားတဲ့နေရာမှာအချိန်ပိုကုန်တတ်ကြပါတယ်ဆိုတော့ဒီကနေတချို့တွေဆိုလို့ရှိရင် content ဖန်တီးရဲ့အဆင့်ကိုတော့မရောက်ဘဲနဲ့ content တွေမတင်ဖြစ်ရင်လုပ်ငန်းရဲ့ digital marketing ကဏ္ဍတစ်ခုလုံးရပ်သွားကြတဲ့လုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာဒူးနဲ့တေးပါပဲဆိုတော့ဒီနေ့ကျွန်တော် sharing လုပ်ချင်တာကကျွန်တော် agency မှာ script writer တွေ content writer တွေအနေနဲ့သူတို့ရဲ့ client တွေကို content idea တွေစဉ်းစားပြီးတဲ့အခါသုံးတဲ့အဆင့်တွေကိုအခြေခံပြီးတော့ content idea စဉ်းစားတဲ့အခါအရင်ထက်9ဆလောက်ပုံမြန်သွားမယ့်နည်းလမ်းကိုကျွန်တော် sharing လုပ်ပေးချင်တာပါအရင်ဆုံး content idea စဉ်းစားတဲ့အခါမှာလူတွေမှားတတ်ကြတဲ့အမှားက content idea တွေနဲ့ပတ်သက်ပြီး AI သွားမိတာပါဆိုတော့ AI ဒီကိုယ့်ရဲ့လုပ်ငန်းရဲ့အကြောင်းကိုလည်းမသိဘူးနောက်ပြီးတော့စောနာပြောဆိုပဲကိုသွားစင်တဲ့ marketing goals ကိုလည်းမသိဘူးဒါပေမဲ့ကိုလုပ်ငန်းမှာဘယ်လို content မျိုးက asset တယ်ဘယ်လို content မျိုးအလုပ်ပြမယ်ဆိုတာကို AI မှာ data ဂါနာမရှိရွယ်နဲ့ကျွန်တော် content idea တွေကိုသွားပြီး generate လုပ်ခိုင်းတဲ့အခါမှာ AI စီကထွက်လာတဲ့အရာတွေဒီကျွန်တော်တို့လိုချင်တဲ့ content idea တွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ဆိုတော့ဒါကအကြီးမားဆုံးအမှားဖြစ်ပါတယ်ဒါကြောင့်မဟုတ်ဘူးကိုအနေနဲ့AI ဒီလိုကောင်းကောင်း report ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ထွက်လာတဲ့ content idea ကောင်းနိုင်ပါတယ်ဒါပေမဲ့တစ်ခုတည်ထားမှာ AI ပြန်ပေးတဲ့ content idea တွေဒီအခြားလူကိုပေးတဲ့ idea တွေနဲ့ဆင်နေပါလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင် AI data ပေါ့အခြေခံပြီးတော့ခင်ဗျားတို့ပြန်ပြီးတော့ response လုပ်ပေးတဲ့ model တွေပါဆိုတော့တည်ထားရမှာကြတော့ကိုယ့်စီမှာရနေတဲ့ idea တွေဒီတခြားလူတွေမှာလည်းဒီ idea တွေရနိုင်နေဆိုတာကိုကျွန်တော်တည်ထားဖို့လိုပါတယ်ဆိုတော့ကိုယ့်ဈေးကွက်ထဲမှာတအားထူးခြားခြင်းနဲ့ creative ဖြစ်တဲ့ idea တွေစဉ်းစားခြင်းနဲ့ဆိုလို့ရှိရင် AI ထက်ကိုကိုယ့်ရဲ့ target audience ရဲ့အကြိုက်ကိုပိုလိုက်ဖို့ကျွန်တော် recommend ပေးချင်ပါတယ်အရင်ဆုံး agency တွေမှာ content idea စဉ်းစားတဲ့အခါမှာအရေးကြီးတဲ့ဒီအရာ၃ခုကို idea မစဉ်းစားခင်မှာကျွန်တော်သိဖို့လိုပါတယ်ဆိုတော့ပထမဆုံးသိရမယ့်အရာကကိုယ့်ရဲ့လုပ်ငန်းအကြောင်းပါဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းဆိုတဲ့နေရာမှာကိုရောင်းတဲ့ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုကျွန်တော်ဆိုလိုချင်တာပါပွင့်လင်းပြောမယ်ဆိုရင်ဒါအပေါ်ယံလောက်ပဲရှိပါသေးတယ်တကယ်ဒီနက်ရှာသွားမယ်ဆိုလို့ရှိရင်ဒီပစ္စည်းဝန်ဆောင်မှုဟာဒီဈေးကွက်ထဲမှာဘလို့ပြဿနာကိုဖြေရှင်းပေးနေတာလဲဒါပေမဲ့သုံးစွဲသူတွေအပေါ်မှာဘလို့တက်ရောက်မှုရှိတယ်ဒါပေမဲ့သုံးစွဲသူတွေရောဘာကြောင့်ဒီပစ္စည်းကိုဝယ်သင့်တာလဲဆိုတော့ကိုယ့်ပစ္စည်းနဲ့ကိုယ့်ဝန်ဆောင်မှုအကြောင်းကိုကောင်းကောင်းသိဖို့လိုပါတယ်ဆိုတော့ဒီအရာသိပြီဆိုလို့ရှိရင်ဒုတိယအနေနဲ့သိရမယ့်အရာကကိုလှုပ်ရှင်တဲ့ marketing campaign မှာဆိုတော့ကိုယ့်ရဲ့ company ကိုအခုတည်းပုံပြီးလူသိချင်တာလားဒါမှမဟုတ် company ကို focus ချင်တာမဟုတ်ဘူးကိုရီအနေနဲ့ကကြတော့ product ဒါမှမဟုတ် service ကို focus ချင်တာကိုရီမှာ product အသစ်ထွက်လာတယ် service အသစ်ထွက်လာဒါကိုလူပိုသိချင်တာမဟုတ်ဘူးကိုရီက brand သွားချင်တာကိုရီရဲ့ဝန်ထမ်းတွေကဘယ်လောက်ထိဖော်ရွေတာလဲနောက်ပြီးတော့ဘယ်လောက်ထိလူတွေပေါ်မှာဆက်ဆံကောင်းတာလဲဆိုတာကိုအနေနဲ့ brand identity တခု line ပေါ်မှာရှာပြချင်တာဒါကိုလူတွေသိချင်တာဆိုတော့တတိယသိရမယ့်အရာကတော့ကိုယ့်ရဲ့ marketing campaign ကဘယ်သူတွေစီကိုရောက်ရှင်လဲဆိုတာကိုကောင်းကောင်းသိဖို့လိုပါတယ်ဆိုတော့ target audience ရဲ့ psychographic ကိုကောင်းကောင်းသိနိုင်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ agency ထမ်းနေခဏဖြုတ်ပြီးတော့လူတိုင်းနားလေလွယ်တဲ့ပုံစံမျိုးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ target audience ကြည့်ရှုသူရဲ့အကြိုက်နဲ့သူတို့မကြိုက်တာကိုကောင်းကောင်းသိရဆိုရင်ရပါပြီအဓိကသူတို့ကြိုက်တဲ့အရာတွေကိုကျွန်တော်တို့က attention ရအောင်သုံးလို့ရတယ်လို့မကြိုက်တဲ့အရာကိုသုံးပြီးတော့လည်း attention ရအောင် hook ဖန်တီးလို့ရပါတယ်ဆိုတော့ဒီအချက်၃ချက်ကိုကျွန်တော်သိပြီဆိုလို့ရှိရင်နောက်ထပ်တကယ် idea စဉ်းစားတဲ့အခါမှာလုပ်ရမယ့် implementational plan ကိုကျွန်တော်ပြောပြပါမယ်တကယ်လက်တွေ့ account တွေပေါ်ရတဲ့ implement လုပ်ရတဲ့အဆင့်မှာခက်ခဲထူးဆန်းမဟုတ်ပါဘူးဆိုတော့စောနာကကျွန်တော်ပြောခဲ့တဲ့သိရမယ့်အရာ၃ခုကိုပြောင်းပြန်လှုပ်လိုက်ရုံနဲ့တင်အဆင်ပြေပါတယ်အရင်ဆုံးနံပါတ်3အနေနဲ့သိရမယ့်အရာက target audience ပါဆိုတော့ target audience အကြောင်းကိုကောင်းကောင်းသိပြီးကိုယ့်စီမှာ data ရှိပြီဆိုလို့ရှိရင် target audience တွေအနေနဲ့ကြည့်ချင်မဲ့ content တွေနောက်ပြီးသူတို့ကြုံနေရတဲ့အခက်အခဲကိုမူတည်ပြီးတော့ကျွန်တော်အနေနဲ့ topic တွေဖန်တီးလို့ရတယ်နောက်ပြီးသူတို့ state ဝင်စားမဲ့ content idea list တွေကိုကျွန်တော်အနေနဲ့ online မှာရှာမလား social media မှာရှာမလားကောင်းကောင်းကြီးကျွန်တော်တို့ရှာလို့ရတယ်ဒါပေမဲ့အဲ့ idea တွေကိုဒုတိယအဆင့်ကျွန်တော်ပြောခဲ့တဲ့ marketing campaign ကိုသွားခြင်းတဲ့ marketing campaign ကဘယ်လိုလဲဆိုတော့ကို product ကိုကြော်ညာခြင်းလား service ကိုကြော်ညာခြင်းလားဒါမှမဟုတ်ကို company ကိုကြော်ညာခြင်းလားဟုတ်ပြီဆိုတော့အရင်ဆုံးအရေးကြီးဆုံးသူတို့ဒီကျွန်တော်တို့ video ကိုကြည့်ရမှာဆိုတော့ attention ပေးရမှာဆိုတော့သူတို့ကြုံနေရတဲ့ပြဿနာဒါမှမဟုတ်သူတို့ကြိုက်တဲ့အရာတစ်ခုကိုဟုတ်အနေနဲ့သုံးပြီးတော့ကျွန်တော်သွားခြင်းတဲ့ marketing campaign goal နဲ့ကို creative ဖြစ်ကိုပူးပေါင်းလိုက်
ပူးပေါင်းလိုက်ပြီဆိုလို့ရှိရင်နောက်ဆုံးအဆင့်ဖြစ်တဲ့ကျွန်တော်တို့အနေနဲ့ဘာကြံမလဲဆိုကို product ကို service ကိုကောင်းကောင်းသိဖို့လိုတယ်ဒီနေရာမှာ shrink ချက်တစ်ခုရှိတာကို company ကိုကြီးညာမယ်ဆိုကို company ဆောင်ကောင်းကောင်းသိဖို့လိုတယ်ဗျာကို company ကဘာအတွက်ရက်တည်နေတာလဲဒါမျိုးကိုကောင်းကောင်းသိဖို့လိုတယ်ဒီနေရာမှာကိုဝန်ထမ်းတွေကိုကြော်ညာနေတာကိုဝန်ထမ်းတွေရဲ့branding ကိုပြကျင်တာဆိုလို့ရှိရင်ကိုဝန်ထမ်းတွေရဲ့ working culture ကောင်းကောင်းသိဖို့လိုတယ်ဆိုတော့ဒီလို data ရှိမှကျွန်တော်တို့ကပြန်ပြီးတော့ presence လုပ်တဲ့အခါမှာကောင်းကောင်းကြီး result ကောင်းကောင်းရမှာဗျာဆိုတော့ဒီအချက်၃ချက်ကိုပြန်ပြီး connect လုပ်လိုက်ပြီဆိုလို့ရှိရင် contact idea မကောက် content တစ်ပုဒ်ကိုဘယ်လို solid ဖြစ်ဖြစ်ရေးရမလဲဘယ်လို direction နဲ့သွားမလဲဆိုရဲအရာပါ direction ပေါ်သွားပါလိမ့်မယ်ဆိုတော့အမှန်တမ်းပြောမယ်ဆို content idea ဖန်တီးရဆိုတာကနံပါတ်အဆင့်3ဖြစ်တယ်ကိုယ့်ရဲ့ target audience ကောင်းကောင်းသိရုံနဲ့ content idea ဖန်တီးလို့ရပါတယ်ဒါပေမဲ့ရှေ့ရနှစ်ခုနဲ့ပေါ့နော်ဆိုတော့ကိုယ့်လုပ်ငန်းအကြောင်းကောင်းကောင်းသိမယ်ကိုယ့် product အကြောင်းကောင်းကောင်းသိမယ်နောက်ပြီးတော့ကိုသွားမဲ့ marketing campaign မှာသိမယ်ဆိုလို့ရှိရင် content တစ်ပုဒ်ကိုပေါက်အောင်ထိပါကျွန်တော်တို့ကဖန်တီးလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာအခုဒီအခက်အခဲကြုံနေတဲ့လူတွေရှိကောင်းရှိနိုင်ပါတယ်မလုပ်တတ်တဲ့လူတွေရှိကောင်းရှိနိုင်ပါတယ်ဆိုတော့စိတ်မပူပါနဲ့ကျွန်တော်ရဲ့ Telegram channel မှာ business owner တွေလုပ်ငန်းရှင်တွေအတွက်စီစဉ်ထားတဲ့ Telegram channel တစ်ခုရှိတယ်အဲ့ထဲမှာ content idea နဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တကယ် result ထွက်တဲ့ content တွေမဖန်တီးနိုင်တာပဲဖြစ်ဖြစ်ရပါတယ်ဂူရဲဝင်ခဲ့ပါကျွန်တော်အနေနဲ့ template တစ်ခုဖန်တီးထားပါတယ်ဘယ်လိုမျိုးစဉ်းစားရမယ်ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ဟာကို direction အပြည့်ပါတဲ့ file လေးတစ်ခုပါဒီ file ကိုကျွန်တော် Telegram မှာပေးထားတာဖြစ်တဲ့အတွက်ကျွန်တော် Telegram ကိုဝင်ပြီးတော့ subscribe လုပ်ပြီးတော့ file လေးကို down ပြီးတော့ကိုယ့်လုံးမှာပြန်ပြီးတော့အသုံးချလို့ရပါတယ်ခင်ဗျာဒီဗီဒီယိုမှာခင်ဗျားတို့အနေနဲ့ဒီ content တွေကိုဘယ်လိုမျိုးစဉ်းစားတာကနေပြီးတော့ဘယ်လိုတိစောက်ရမလဲဆိုတဲ့ဟာကိုသိပါပြီဆိုတော့ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးကြုံနေရတဲ့အခက်အခဲတွေဒါမှမဟုတ်အကြံဉာဏ်တွေလိုချင်တယ်ဆိုလို့ရှိရင် comment မှာမှန်ခဲ့လို့ရပါတယ်အမြဲ marketing မှာခင်းနောက်မကြကြံခဲ့ခြင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုတွေကိုဆက်ပြီးတော့ဆက်လက်ဆောင်ကြည့်ဖို့အကြံပေးပါရစေလုပ်ငန်းနဲ့ပတ်သက်ပြီးအကူအညီလိုတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်